စောက်ပေါက်တက်ကရလှုပ်ရတာဆိုမင်းတို့ကအများနဲ့စိတ်ဝင်စားတယ်မင်းတို့စိတ်ကိုမင်းတို့ပြည့်ငါဒီလောက်ပဲမင်းတို့ပြောချင်ရတာမပဲချင်းရှိပြီလားခု9နာရီကျော်6နာရီခုတော့မပဲချင်းရှိနေပြီးပြန်လာတာဘယ်ကပြန်လာတာလဲဟမ်လာမင်းလာကြအောင်ဒီလာကြအောင်ခဏဟဲ့လာဒါငါမနေသွားချောလို့ခုမှပြန်လာပါဖေဒါနဲ့မူးလာတယ် မင်းကောင်မလေးတော့ချောဘာဖြစ်လို့တော့ချောတယ်ပြောပေါ့ သမင်လာဖို့ချင်းအောင်စဘူးဇက်ကိုတနေ့တောင်းခွင့်ဖိတ်လိုက်လို့တားကောင်းမလေးစိတ်ဆိုးနေတော့သွားချောပြီးခုမှပြန်လာဖေ မင်းတို့ကအရာမရှိတာကိုအရာလုပ်တာမယောင်တာကိုစီလူးတယ်ကမာလေးတော့ချုပ်ပြီးတော့ပြန်လာတယ်ဆိုပြီးတော့ဟောငါတော့ပြဿနာဖြစ်လို့လားစင်မပြေလို့လားဆိုငါတော့ပြီးတော့ဒီဘာမဟုတ်တဲ့ခိုးချင်းနဲ့အောင်စမှုဖြစ်နေတဲ့ကိစ္စကိုဒါဖြစ်တယ်မင်းကောင်မလေးကအောင်စမှုကိုခိုးချစ်တာတစ်နှစ်ပြလိုက်လို့မင်းကောင်မလေးကငိုတယ်ဟမ်ဒါမှမကြရထားနေတယ်ဟမ်ဒီမှာမသိလို့မေးပါအောင်စမှုတစ်နှစ်ပြလိုက်လို့အောင်စမှုငတ်သွားမှာစင်းရဲသွားမှာလားတချို့အရာတွေကလည်းမပြောချင်ဘူးလိုင်းပေါ်မှာတွေ့နေကြတယ်တွေ့နေတာမြင်နေရတယ်မြင်လို့ရှိရင်မကောင်းဘူးနော်ဒီအောင်စဖို့တစ်နှစ်ပဲလို့ငတ်မသွားဘူးစင်းရဲမသွားဘူးတစ်နှစ်ပိတ်တာအဲ့ဒါကျေးဇူးတော်တင်အောင်ပါတစ်လုံးကောက်ခွင့်ပေးလိုက်လို့ဘာမှမလုပ်ရဘူးဟောကိုချီကဥက္ကဋ္ဌပြောချင်တာကဘာမဟုတ်တဲ့ဟာဒီလိုင်းပေါ်မှာပြီးတော့ပြဿနာတွေမျိုးမျိုးဖြစ်တဲ့တိုက်ခိုက်ကြတဲ့တယောက်နဲ့တယောက်ဟမ်ငါတို့မြန်မာနိုင်ငံကအေးချမ်းချမ်းနေနေရတယ်မင်းထင်လို့လားဟမ်မင်းတို့မနိုင်ငံတကာမှာပြည်ပတွေမှာဆိုလို့ရှိရင်တနိုင်ငံနဲ့တနိုင်ငံစိတ်ဖြစ်နေကြတယ်လူတွေပြည်ကြီးပြင်ဆင်နေကြတာဒါတွေကိုမင်းတို့လိုင်းပေါ်မှာမတွေ့ဘူးလားကိုယ်နိုင်ငံမှာနိုင်ငံရေးမကောင်းခေတ်ကာလကြီးမကောင်းဟမ်အဲ့လိုမကောင်းတဲ့အချိန်မှာဟိုတော့ကကျန်ခဲ့တဲ့နှစ်ကရေဘေးတွေလေဘေးတွေဖြစ်ခဲ့တယ်ရွာတွေအကုန်လုံးမြုပ်ခဲ့တယ်နော်ရှိတဲ့လူကမရှိတဲ့လူကတည်တဲ့လူကမတည်တဲ့လူကအလုံးပြန်လေထူထောင်ရေးတွေလုပ်အရင်တော့ရောက်ကြတာမြန်မာနိုင်ငံမှာဟောအခုလက်ရှိမှာလဲ9နှစ်ကျော်9နှစ်ဖြစ်ပြီနိုင်ငံရေးမကောင်းဘူးကိုယ်နိုင်ငံရေးနော်မစစ်ပြီးတစ်ခါတည်းတွေအများကြီးရှိတယ်ဒါတွေကိုမင်းတို့ကတနာမှာပြီးမှကူညီရမှာရိုင်းမရမှာအဲ့လိုတင်တဲ့ပို့တွေဒုက္ခရောက်နေတဲ့ပို့တွေဆိုလို့ရှိရင်မင်းတို့လူမျိုးတွေကလေ့လို့ရှုထားတာခေလုံးမဲ့ရင်လုံးမဲ့ပောက်ရည်ပြုံးမဲ့ပောက်ရည်လုံးမဲ့အဲ့ဒါဒီဆိုရင်မင်းတို့တွေကအကုန်လုံးကိုမင်းတို့တွေကသဘောတွေကြလက်ခုပ်တွေတီးဝင်ပြီးဖောင်းထုနော်ကျွန်တော်ပြဿနာဖြစ်ဘူးဘယ်နည်းဖြစ်ဒီဘယ်နည်းမျိုးအဘာကျိုးရှိအဲ့ဒါခုနိုင်ငံကိုကိုချစ်သမ်းမှာမင်းတို့ပညာတတ်တွေဖြစ်နေပြီးတော့ဟမ်ကိုနိုင်ငံတော်လည်းအကျိုးမပြုဘူးကိုလည်းအကျိုးမပြုဘူးမင်းတို့တောက်မယ်စားမယ်ပြောမယ်ပါမယ်ဟောလိုင်းပေါ်မှာဘေးတွေထည့်ပြီးမင်းတို့အကုန်ခံပြီးတော့မင်းတို့ပေါက်တက်ကရပြောမယ်မင်းတို့လိုလူမျိုးတွေရှိနေကြဒီမှာနိုင်ငံရှိဦးမရောက်တော့ဒီများနိုင်ငံကိုကြောတက်ဖို့မပြောနဲ့ပြည်တွင်းထဲမှာကမခွင့်ပြုမလို့တော့အဲ့တော့ပြောချင်တာကဘာမဟုတ်တဲ့အရာကိုအရာမပေးတယ်ပြောတိုင်းပေါ့ဟောမှာပညာပြီးမဲ့အရာလေးတွေနော်အဲ့ဒါမျိုးဆိုဘယ်လိုမှစိတ်ဝင်စားဘူးဒါမင်းတို့လူငယ်တိုင်းကိုမဆိုလို့ဒီဒါပေမဲ့အဲ့လူငယ်တွေထဲမှာလည်းတရားရခိုင်တော့မှာ90လောက်ကပြည့်စည်နေတာပောက်ရည်ဖြစ်နေတာလူငယ်တွေပဲလားဆိုတော့ပေါ့လူကြီးပိုင်းလူလက်ပိုင်းသားတွေရှိသေးတယ်ဒီတိုင်းအစစ်စစ်အဲ့လိုတွေဖြစ်နေတာဒီအောင်လူတွေဖိုးချစ်တွေဒီဇဝတ်ကိစ္စတွေဘာတွေမင်းတို့လည်းအကျိုးရှိတော့မင်းတို့တို့ကလာပြီးကြိုးပြီးလားနိုင်ငံတော်အကျိုးပြီးလားသဘောတော့ဒါသူတို့ကိစ္စနဲ့သူမှသူမဖြစ်မင်းတို့ဘာတွေအပူတောင်းနေရတော့ကြီးစားမှာကိုယ်နိုင်ငံမှာကိုဘယ်လိုလုပ်တော့လုပ်မလဲကိုယ်နိုင်ငံဖွံ့ဖြိုးတိုးတော့မှာလုပ်ဒါမှမဟုတ်လေကိုယ်ကိုဘယ်လိုဖွံ့ဖြိုးတိုးတော့လုပ်မလဲဒါတွေလုပ်ကြမင်းတို့လိုက်ပေါ်တနေ့နဲ့တနေ့တက်ပြီးတော့ဒီ
ဖောင်းထုတ်နေတာတွေကမင်းတို့ဟုတ်ကိုရှက်ဖို့သိပြီနော်သူများနိုင်ငံနဲ့တာချင်တယ်ဆိုရင်ကိုယ်နိုင်ငံကိုယ်စိတ်တည်းကိုပြီးတော့ပြင်ချမင်းတို့ငါဒီလောက်ပြောချင်တယ်နော်အောင်စုဘူးဇတ်တမနစ်ပြလိုက်လို့မငိုနဲ့မင်းတို့ဟိုမှာတကယ်ကြီးမဟုတ်လို့စစ်ပြေဒုက္ခရောက်နေတဲ့ခလေးတွေမစားတဲ့ခလေးတွေအများကြီးပဲမင်းတို့အဲ့ဒါတွေကိုချင်းစားဟင်မင်းတို့ကနေနိုင်နဲ့စားနိုင်နဲ့အိတ်နိုင်နဲ့ဝင်နိုင်နဲ့အဲ့ဒီကလေးတွေဘယ်လိုနေနေရလဲမင်းတို့သွားကြည့်မကြည့်နိုင်ဘူးဆိုတဲ့ဒီ line ပေါ်မှာမင်းတို့ကြည့်ဘယ်လိုနေနေရလဲအဲ့လိုကိုယ်တိုင်မင်းတို့ကြော်ဖွားသွားတယ်စောက်ပေါက်တက်ကရလောက်တာတွေဆိုမင်းတို့ကအများနဲ့စိတ်ဝင်စားတယ်မင်းတို့စိတ်ကိုမင်းတို့ပြည့်ငါဒီလောက်ပဲမင်းတို့ပြောချင်တယ်